လှေခဏရက်လိုက်ပါဦးတင်ဟာအခုကျွန်းတင်ကြိုင်းတစ်ခုတည်းကိုရောက်နေပါပြီဒါဟာမြိတ်ကျွန်းစုရဲ့အနက်ရှိုင်းဆုံးနေရာမှာရှိတဲ့မြန်မာနိုင်ငံရဲ့အထူးဆန်းဆုံးနယ်မြေတွေထဲကတစ်ခုပါဒီကျွန်းတွေထဲကအတော်များများကိုဒီနေ့အထိဘယ်သူမှခြေချဖူးခြင်းမရှိသေးပါဘူးဒေတာခံတန်ဃာသည်တွေဆိုရင်နေဝင်သွားတာနဲ့အဲ့ဒီနားမှာကြောက်ချရက်ဖို့ကိုတောင်ကြောက်ကြပါတယ်ညဘက်ဆိုရင်သူတို့လေအောက်ကရေပြင်တွေကနေအလင်းရောင်တွေထွက်နေတတ်တယ်လို့ဆိုကြတယ်ဒါပေမဲ့သူတို့ကိုအကြောက်ဆုံးဖြစ်စေတာကအဲ့ဒီအလင်းတွေမဟုတ်ပါဘူးကျွန်းစုတွေကြားထဲမှာလှေတွေခဏခဏပျောက်ဆုံးနေတဲ့သတင်းတွေပါတချို့လှေတွေဆိုရင်အကူအညီတောင်းတဲ့အချက်ပြလိုင်းတောင်မလွတ်နိုင်ပဲအစအနမရှိပျောက်သွားတာမျိုးပါပင်လယ်ပျော်တွေလို့ခေါ်တဲ့စလုံလူမျိုးတွေကတော့အပြင်လူတွေကိုကျွန်းတွေရဲ့အတွင်းပိုင်းထိမဝင်ဖို့တတိပေးကြပါတယ်အထူးသဖြင့်မြူတွေဆိုင်နေတဲ့အချိန်မျိုးမှာတချို့ကျွန်းတွေနားကိုလုံးဝမကပ်ဖို့သူတို့ယုံကြည်ထားကြတာပါနောက်ပိုင်းမှာတော့အဲ့ဒီကျွန်းတွေပေါ်ကကြောက်ဆောင်တွေထဲမှာစွန့်ပစ်ထားတဲ့မြေအောက်ဖန်ကားတွေကိုလည်းရှာဖွေတွေ့ရှိခဲ့ကြပါတယ်ဒါတွေမကသေးပဲကျွန်းအနှံ့မှာရှိတဲ့ဂူတွေထဲမှာထူးဆန်းတဲ့ရှေးဟောင်းနံရံဆေးရည်ပကြီးတွေကိုလည်းတွေ့ရပါတယ်အဲ့ဒီအမှတ်သားတွေကဘယ်ဒေတာခံရင်ကျေးမှုနဲ့မှလည်းတူမနေပါဘူးဒါတွေကိုဘသူတွေကဘာအတွက်တိဆောက်ခဲ့တယ်လဲဆိုတာဘသူမှအသေးချာမပြောနိုင်ပါဘူးဒီနေ့ထိလည်းလှေတော်များများဟာအဲ့ဒီကျွန်းတွေနားမရောက်ခင်မှာပဲလမ်းကြောင်းပြောင်းပြီးမောင်းနေကြဆဲပါ